ကဲအခုကတော့ချောင်းစုံမြေစာပုံလောက်ကွက်မှာရင်မစေးလေးလာစောင့်လာဖြစ်ပါတယ်ဗာလေရမလဲဆိုတော့သူတို့စောင့်ကြည့်ရအောင်လို့မောင်ပေါ်ပေးပြီးတော့ရှာပြီးမစားရတဲ့အဖေနဲ့ပြောတဲ့နဲ့စကားတဲ့ဘာခက်ကလေးလဲပြီးတော့မအိတ်သေးဘူးလားတဲ့အမေနဲ့ညီတဲ့တဲ့ချင်းတဲ့ကဲဒါတော့ဦးလေးတယောက်ချီကနေကြောက်လေးတစ်လုံးတော့ကြီးရပြီပေါ့ဗျာနော်ကဲဒါလေးကတော့ကျွန်တော်ကြောက်လေးကိုကြည့်တေချာလေးကြည့်နေတာပေါ့ဗျာနော်ကြောက်ကတော့ကျွန်တော်ကတော့ကြိုက်တယ်ဗျဒါပေမဲ့ဦးလေးရဈေးရကန့်လိုက်ဖြစ်နေတဲ့ကကျွန်တော်ကဈေးရတော့ညှိနေတာပေါ့ဗျာနော်ကဲနောက်ဆုံးမှာတော့လဲကျွန်တော်ကကြောက်ကိုကြိုက်တဲ့အတွက်ဦးလေးတောင်းတဲ့ဈေးအတိုင်းပဲကျွန်တော်ဈေးဖြတ်ပေးလိုက်တာပေါ့ဗျာနော်ကဲဒါလေးကတော့ဒီနေ့ဝယ်ခေါင်းရတဲ့ကြောက်လေးပေါ့ဗျာနော်ကဲဒီကြောက်လေးကိုတစ်ချက်လောက်ကြည့်ကြည့်ရအောင်လို့အမေကြီးတဲ့အချီကကျွန်တော်ဟာမှုတို့အရေးကကလေးကြောက်လေးကတော့ချော်ပါလေးနဲ့ပေါ့ဗျာနော်ကြောက်ရမ်းလေးလာတယ်ကြောက်စီလေးလိုက်တဲ့အချက်တွေကတော့ဒီကြောက်လေးကအားတာချက်ပေါ့ဗျာဒီကြောက်လေးကိုစီးမှဖြစ်တဲ့အတွက်ကျွန်တော်နဲ့သူလိုက်ကြည့်ရအောင်လို့ကဲဒါလေးကတော့စီးလို့ပြီးသွားတဲ့အနေသားလေးပါဒီအနေသားလေးကိုကျွန်တော်တို့သူကြည့်ကြည့်ရအောင်လို့ကဲကြောက်လေးကတော့မစိုးဘူးဗျာကြောက်စီကြောက်သားရမ်းနေတာအကုန်လုံးပြည့်တယ်ပေါ့ဗျာနော်ကြောက်ကမီးလိုက်အားလေးလည်းညီတယ်ဒါပေမဲ့ကြောက်ကတော့ကျွန်တော်တို့အနာလေးကတော့ပါတော့ပေါ့ဗျာနော်ဒါပေမဲ့ကြောက်တစ်လုံးမှာအနာပါတော့မဆန်းဘူးပေါ့ဗျာနော်အခုစေးလိုက်တဲ့အနေသားလေးကတော့ကြောက်လေးကတော့လက်ကီးအနေနဲ့တော့ဖြစ်တယ်ပေါ့ဗျာနော်ဒီအနေသားလေးကိုကျွန်တော်တို့ဝိုင်းထိုးကြည့်ပါဖြစ်ပါတယ်လို့ကဲကျွန်တော်ဗီဒီယိုဖိုင်ဆုံးလေးကြည့်ပေးကြတဲ့ကိုမမဦးတော်တော်များလဲကျေးဇူးအများကြီးတင်ပါတယ်လို့